လို့ရှိရင်တော့ညီမတို့မိုးနဲ့သားဝန်ထမ်းတွေကနေပြီးတော့ Viso Magic ဘိန်းလေးတွေကိုပြည်မြို့ကမ်းနားလမ်းမှာလာပြီးတော့လာရောက်မောင်းနှင်ကြည့်တာဖြစ်ပါတယ်ရှင်မင်္ဂလာပါမကြီးမင်္ဂလာပါညီမလေးအခုပေါ့နော်ဒီ Viso Magic ကလေးကိုမှစီးကြည့်တာပေါ့နော်စီးကြည့်ရဘလို့နေလဲခန်းစားချက်ကလေးอ่ะစီးကြည့်ရတာကမောင်းတဲ့အချိန်မှာအရန်ငြိမ်နေပေါ့အရန်ကောင်းတယ်လို့ခံစားရပါတယ်ဟိုစိတ်ကလည်းတက်တောင့်တက်တာဖြစ်လားဘလို့လဲစိတ်ကလည်းတက်တောင့်တက်တာဖြစ်တယ်တခြားဒီရိုးရာဘိန်းနေနဲ့စီးနေရတယ်လို့ခံစားချက်ကတစ်ထက်တည်းတူတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့ညီမတို့ဒီ Viso Magic ကရောက်လာတာကအရင်တော့ဆိုလို့ရှိရင်တော့မိုင်းလေကျိုးကနောက်မှာပေါ့နော်အခုဆိုလို့ရှိရင် update design နဲ့ရောက်လာတာမိုင်းလေကျိုးကလည်းရှေ့မှာပါပြီးသွားပြီ fan မီးကလည်းပါပြီးသွားပြီပေါ့နော်အဲ့ဒါလေးကတော့ update design နဲ့ရောက်လာတာပါရှင်Viso Magic လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီမတို့မိုးနဲ့သားရဲ့လိပ်စာဖြစ်တဲ့အမှတ်50/6 ဘီးနောင်လမ်းမကြီးရနာမန်ကွက်တစ်ထိပ်မှာရှိတဲ့မိုးနဲ့သားရှိုးရုံးမှာလာဝယ်ယူအားပေးလို့ရပါပြီရှင်။ Viso Magic